လူတစ်ယောက်ကတန်လောင်အိမ်ထဲကိုအယိုးတစ်ချောင်းပစ်ထည့်လိုက်တယ်။လောင်အိမ်ထဲကခွေးနှစ်ကြီးဟာအယိုးကိုကန်ထုတ်ပြီးလေသမားနဲ့ခြေထောက်ကိုကိုက်တော်တယ်။သူ့ကိုအစာကျွေးတဲ့သခင်ကိုသူကဘာလို့ပြန်ကိုက်တော်လဲ။လွန်ခဲ့တဲ့တလကဒီခွေးနှစ်ကြီးဟာဗိုက်စာလိုတေတော့မလို့ဖြစ်နေခဲ့တာပါ။အဲ့လူကပေါင်မုံတဝတ်ပြစ်ပေးခဲ့တယ်။ခွေးဟာအငမ်းမရစားကြီးကျေးဇူးတင်လို့အမီးရမ်းပြနေခဲ့တာပေါ့။နောက်ပိုင်းမှာသူ့ကိုနေတိုင်းအသားတစ်စလုံးကျွေးခဲ့တယ်။တလတီတီခွေးဟာအသားတွေစားခဲ့ရတယ်။ဒီနေ့အယိုးပဲကျွေးလိုက်တဲ့အခါမှာခွေးဟာသူ့အထွတ်မတရားဘူးလို့ယူဆပြီးရမ်းမှုတော်တာပေါ့ဒါဟာလူသားတွေရဲ့ဆက်ဆံရေးနဲ့တူပါတယ်အိမ်တောင်ရေးနဲ့အခြေအေးဒီမှာလူတော်တော်များများဟာကိုယ့်ရဲ့ပါတနာအတွက်အရာရာကိုပုံအောပေးဆက်တယ်အိမ်မှုခိစာတွေအကုန်လုပ်ပေးတယ်အလိုလိုက်တယ်အမြဲတမ်းအသင့်ရှိနေပေးတယ်ဒါကိုမင်းကတန်ရောစင်ကြီးမားတယ်လို့ထင်နေပြီးမြဲတကယ်တော့မင်းဟာကိုယ်တင်ချိုင်ကိုတူးနေတာပါအမြဲတမ်းလုပ်ပေးနိုင်ရင်ကိစ္စမရှိပြီးမြဲတနေ့လောက်ပင်ဖားလို့မလုပ်နိုင်ခဲ့ရင်မင်းကိုအပြစ်မြင်ကြလိမ့်မယ်ချစ်ချင်းမေတ္တာမှာတင့်ရဲ့ပေးဆက်မှုတွေမျှော်လင့်ချက်တွေကိုရှော့ချထားပါဒါမှသာတင့်ရဲ့ဆက်ဆံရေးကိုအကောင်းဆုံးထိန်းချုပ်နိုင်မှာဖြစ်ပါတယ်